နေရာဒီကျောင်းပေးရမှာတသားမီတို့အတွက်ဘာသာစကားသင်တဲ့လိုက်ရှာနေတဲ့ဖေဖေမီတို့ရှိလား။ဒါဆိုရင်တော့အဲ့ကောမှာတသားမီတို့အတွက်3လ special German သင်တန်းလေးကိုဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ဒီနေရာဒီသင်တန်းလေးမှာအခြေခံကနေစပြီးကြီးကျယ်ရောက်သင်ကြားပေးရမယ်လို့ကလေးတွေအတွက်ဘာသာစကားကိုလည်းကူတက်မြောက်နိုင်တာဖြစ်ပါတယ်။ကလေးတွေကိုဘာသာစကားသင်တဲ့အခါမှာ game လေးတွေတခြင်းလေးတွေ activity လေးတွေကိုအသုံးပြုပြီးသင်ကြားပေးမှာဖြစ်တဲ့အတွက်စာသင်နေရတယ်လို့မဟုတ်ပဲကစားရင်တင်နေရတယ်လို့ခံစားရမှာပါ။ကလေးတွေဂျာမန်ဘာသာစကားကိုနေရသင်ထားရင် communication skill တွေတိုးတက်လာမယ် global mindset တွေရရှိလာမယ်အနာဂတ်ပညာရေးအတွက်ပုံမကျပြန့်တဲ့အခွင့်အရေးရရှိလာနိုင်ပါတယ်။နောက်တစ်ချိန်ဂျာမနီမှာပညာသင်ကြားချင်တာပဲဖြစ်ဖြစ်အလုပ်ကိုင်ခွင့်နဲ့ရရချင်တာပဲဖြစ်ဖြစ်ခြေခံကောင်းရှိတဲ့ကလေးတွေကတခြားကလေးတွေထက်ခြေတလန့်ရှိရောက်နေကြဖြစ်မှာပါ။ကလေးရဲ့အနာဂတ်ကိုနောက်မှစဉ်းစားမယ့်အစားဒီသင်တန်းလေးကိုလက်လွတ်မခံနဲ့အခုပဲစတင်ပြင်ဆင်လိုက်ပါ။ Summer program လေးကနေစောင့်မျှော်နေမယ်နော်။အားလုံးပဲကျေးဇူးပါ Choose